အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့တက္ကနိုရဲ့ Megabyte level လေးကိုအမောက်စင်းလို့ပြပေးသွားမှာပဲဖြစ်ပါတယ်ဒီကောင်လေးကိုဖောက်လိုက်ချင်ပါပဲဖုန်း box အပြင်ကိုမှနောက်မှာ cover box တွေပါတွေ့ရပါလာတာကိုတွေ့ရပါတယ်ဒီ Megabyte level လေးက screen size အနေနဲ့11 inch ရှိပြီး90Hz refresh rate ထိရပါတယ်ကင်မရာအနေနဲ့လည်း13 megapixel ထိပါပါတယ်။ battery mAh အနေနဲ့လည်း8000 mAh ထိပါပြီး chipset ကလည်း MediaTek Helio G99 6 nanometer ကိုသုံးမိထားပါတယ်။သူ့ရဲ့အသွင်း charging watt က80 watt ထိရပါတယ်။ဒါလေးကတော့သူ့မှာပါတဲ့ original cover လေးပါ။ဒီကာဘာလေးတက်ထားမယ်ဆိုရင် stand နေမလို့တော့ပဲကာဘာမှာတင် stand ပုံစံမျိုးအသုံးပြုလို့ရပါသေးတယ်။အခုအမောင်းစင်းလုပ်ပြပေးသွားတဲ့ Tecno Megabyte 11လေးကိုကြိုက်နှစ်လို့ဝယ်ယူအားပေးချင်တယ်ဆိုရင်တော့ Hello Mobile ရဲ့ဆိုင်ခွဲ9ဆိုင်လုံးမှာဝယ်ယူအားပေးနိုင်တယ်လို့ Hello Mobile ရဲ့ TikTok page နဲ့ Facebook page ကနေလည်းလာရောက်ဝယ်ယူအားပေးနိုင်ပါတယ်။အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။